အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်မော်စကိုနဲ့ဘလူးတွေကစားပြသွားမယ်ဆိုတာအတူတူကြည့်လိုက်ရအောင် My sir, the bellowing flames will be their final elegy. ကျွန်တော် item ကြည့်တယ်ဖြောက်တယ်ကြည့်တယ်ဖြောက်တယ်တကယ်ကအဲ့ဒါ pro player တို့ brother တို့ကျွန်တော်ကိုထင်အောင်လို့တပင်တက်တက်လှုပ်နေတာတကယ်ဘာမှမဟုတ် pro player တွေ stream နေကြည့်ရများပြီးတော့ရှောက်နေနေတာဟောအဲ့မှာ Bruno လာ Bruno လိုက်ကျွန်တော်တို့က Bruno စကေးတူးနဲ့တစ်ချက်အော်မထီဘူးအော်ထိသွားပြီစကေးတူးနဲ့တစ်ချက်နည်းနည်းသွေးလျှော်တာပဲပြီးရင်ကိုက Cree လေးကိုပြီးရင်ကိုက Cree လေးကိုနောက်ဆုံးချက်မှအောင်ပြစ်မယ်ပြီးရင်ကိုက Cree လေးစားမယ်အော် Bruno ကတော့အားလေးပဲကျွန်တော်လာပြည့်နေတာဒီဘက် Cree လေးကိုကျွန်တော်စားမယ်နောက်ချက် yes ပြီးတော့ကိုကရက်စားနေအချိန်မှာတော့ကိုကရက်ကိုလူရမယ်တီကန်ဒီကောင်ထွက်လာမယ်တော့တီးရော့စကေးတူးနဲ့တစ်ချက်အာတန်သွားပြီ brother တို့အချိန်မှာနည်းနည်းစီစောလိုက်ပြီကိုက free လေးစားမယ်ဟိုမှာပတေးဖြစ်နေတော့ join ပြန်ရော့ Bruno မပြေးနဲ့ဖလိကာနဲ့လိုက်ရော့ဆိုင်ရညာအတန်သွားပြီ brother နောက်ပြန်ပတ်မယ်ကိုကားလေးမလွတ်ပါသေးနဲ့မလွတ်အောင်လို့အမြန်စကီ1လေးနဲ့ခုံပြီးတော့ကိုကားလေးကိုစားလိုက်တယ်ပြီးရင်ဒီကကျွန်တော်ကိုလာပြီးတော့ဂူရှိမခွာအောင်လုပ်နေရလို့အဲဆိုဒီကီကိုမပြစ်တော့ကျွန်တော် Cree ကိုပဲအမြန်စားလိုက်ဘာလို့လဲဆိုတော့ကျွန်တော် Cree ကိုတာဝိုင်းနဲ့ဝင်သွားရင် Bruno မစားရဘူးဗျာကိုနဲ့ကျွန်တော်နဲ့ရှင်နေရတဲ့ခါကျရင်ကိုနဲ့အဲတော့ကျွန်တော် Cree ကိုတာဝိုင်းနဲ့ဝင်တင်သလောက်ဝင်လိုက်တယ်ပြီးရင်ပြန်ပတ်လာခဲ့လိုက်တယ်အော်ဒီကောင်ကြီးကစားနေရရော့လန်ဆိုင်လိုက်ဒါပေမဲ့မရတော့ဒီကောင်ဒီကိုခရက်တာပဲကျွန်တော်လူလို့မရတော့2ယောက်ဆိုတော့လူရင်ကျွန်တော်အမှဒီကီစကေးတူးချိတ်တာနဲ့ကျွန်တော်ရှော့တော့မှာအားကြောင့်မလို့ဆန္ဒကိုတိတ်ခါလေးနဲ့ထိလိုက်တယ်ဒီကီတော့ဖြစ်နေတာငါနေ့ကိုလုတ်ချင်တာဒီကီဟောမှာစကေးတူးနဲ့ချက်ဘလို့ကျွန်တော်ဒီကောင်အားလေးပဲတစ်ခါဒီကတော့ကျွန်တော်နဲ့က damage ကွာနေရဗျာဒီကောင်ကျွန်တော်နဲ့ရှင်ပြစ်လို့မရပေါ်မှာပဒေဆိုင်နေကျွန်တော် level ရပြီး join ရမလားဒီအတိုင်းပဲတည်တော့မှာဆိုတော့ကျွန်တော်တို့ join တော့ပေးလိုက်နည်းနည်းစီထားလိုက်တယ် anti လေးကိုပြီးရင် Bruno အလဲမှာမြင်တာနဲ့ Cree ကိုအတီရှင်းမယ်ဝတာတရားလည်းပြီးတော့ကျွန်တော်လုံးစရာရှိရသလိုကိုရှိခွာမယ် item farm မယ် Moscow League brother တို့ရတည်အောင်မလား item farm မယ် item farm ဖို့အတွက်ကိုရှိကိုအပြေးဝခေါ်မှာ Bruno ကပြန်သင်းလာအချိန်မှာဒီလူလေးနဲ့တစ်ချက်ဒီကောင်အနောက်ကိုပို့ပြီးတော့ချက်ပြန်ပတ်လာဒီကောင်ကိုခရက်စားတော့မှကျွန်တော်တွေးလျှော့ထားရဲဆိုတော့ဒါပေမဲ့ကျွန်တော်မပေးဘူးပြာဒီလားကိုခရက်ကကိုလိမ့်တာတယောက်တော့ကိုခရက်ကအရင်ရေးကြည့်တယ်အဲတော့ချိန်သားတက်မယ်စကေးတူးလေးနဲ့ဖတ်မရလိုက်ပါဘူးခမရလို့ကျွန်တော်သုံးသွားတာပါလို့ရတယ်ဆိုရှက်နဲ့အမကျွန်တော်တို့ကိုကားကြီးထိုင်ပြည့်နေတယ်အန်ဒီလေးနဲ့ကျွန်တော်တို့ပတဲဖြစ်နေတာတွေဝင် join မယ်ကျွန်တော်ချက်အချိန်ကြီးကြည့်တယ်ပြီးရင်ချပင်ကြီးဆိုရင်ဝင်ချလိုက်တယ်ပြီးတော့ပတဲလည်းမဖြစ်သွားဘူးကျွန်တော်အန်ဒီလက်ကားကုန်သွားတယ်ရှိတယ်အဲမှာတစ်ချက်အလဲလမ်းမှာသွားဖမ်းမယ်ဗျာအောက်လမ်းမှာနည်းနည်းကိုကားလေးတွေနောက်ကျနေတယ်လေလမ်းကျတဲ့လောက်လေးသွားဖမ်းအလဲလမ်းမှာစားရင်လောက်စားတယ်မော်စကိုကိုင်နော်ကျွန်တော်တို့လွတ်တဲ့လေးမှာဖမ်းမယ်အောက်မှာကျွန်တော်ကိုကားလေးရောက်နေပြီဆိုတော့ Bruno ကိုရှိမခွာရလီအောင်ကျွန်တော်အောက်လင်းကိုပြန်ဆင်းလာခဲ့ဟောကိုဘက်ကလည်းတားနေတဲ့အချိန်မှာကိုလို့ချင်တာလို့ရတယ်ကျွန်တော်ဖြတ်တယ်မယ်လို့မရှိဘူးဗျာဒီကောင်လေးကိုကလည်းကိုဂလိုးနဲ့ဒီမှာဒီကောင်လေးဂလိုးရဲ့ alien နဲ့သူတို့မှာတိုင်ပတ်နေရှာကိုက easy လွတ်နေဒါကောင်ကိုခရီးစားနေဒီကတော့မရတော့ဘူးနွားလေးကြတော့မရတော့ကောင်စိတ်ဒီဆိုးပြီးတော့ကျွန်တော်လိုက်ကန်ခြင်းနေကျွန်တော်လည်းဘယ်ရမလဲကန်မခံပြီးရင်ဒီကောင်နဲ့ချိန်မယ်ကျွန်တော်တို့ဘက်က hyper ဒီမှာကြည့်မြေပေါ်မှာအောက်လမ်းမှာရှိနေတာဒီကောင် ice cream လေးစားပြီးကျွန်တော်ဒီလာတော့အဲ့ချိန်မှာကျွန်တော်ကအဲ့ကောင် line အဆင်ပြေအောင်လို့ Bruno ကျွန်တော်ရတဲ့လောက်လေးပြီးလျှော့တယ်ဒီကောင်လာတယ်ကောက်တယ်ပြီးသွားတယ်လွယ်လေးကိုလေးစွာပြီးရင်ကျွန်တော်တို့ကိုရှိခွာမယ်တာဝါတိုင်းရရင်ချိုးမယ်မရရင်ကိုရှိခွာမယ်ဒါပဲရှိခွာတယ်ခရီးမပါတော့ပြန်ဆုံးမယ်ပြီးရင်လိမ့်ရှင်းအဲ့ဒီမှာဒီကီကဆင်းလာဒီဆင်းလာရင်ကျွန်တော်တို့စားရရှိရလေးစားပြီးတတ်တယ်လေတစ်ချက်ဝင်ကူပစ်ပေးလိုက်တော့မယ်တတ်တယ်လေးဝင်ကူပစ်ပေးမယ်ပြီးမှအဲလေးနဲ့ဂလိုးနဲ့ကလုံးဝနှောက်နေတာနောက်ပလိုင်းတွေကကောင်းနေအချိန်မှာကျွန်တော်ကိုခွီလေး easy fun နေုံပဲပြီးရင်အန်ဒီလေးနဲ့ပတဲလေးဝင် join ဟော oh my god စကေးတူးလေးနဲ့ဘယ်ရမလဲဒါကြီးလုံးဝမင်းသားကြီးတော့ပဲဒီကောင်ကြီးလောက်ကပြီးရင်ကိုခွီစားမယ်ခေါင်းကနေအုပ်ထဲမှာဝင်ချတယ်ကျွန်တော်ခီးကောက်ချင်ဝင်ချ
မာကီယာပြီဖလီကာနဲ့ပြန်ဆုပ်ခဲ့ပြီးရင်တာဝါတိုင်းချိုးကဲတာဝါလေးချိုးပြီးဆိုတွေးလဲနဲနေပြီးတော့လုံးဝမတည်ရင်လုံးဝရီကောထောက်လိုက်တယ်ပြီးရင်ကျွန်တော်အော်လန်ကျိုးသွားပြီဆိုတော့ကျွန်တော်တို့အပေါ်လမ်းမှာလိမ့်ချင်းရူဘီနဲ့လိမ့်ချင်းဖို့အတွက်ဆိုင်လိုက်တယ်ချင်းဆိုပြီးတော့လုံးဝတူတူပြက်ပြက်ပဲအမရူဘီကလည်းကျော်စကားကိုနားထောင်ဒီကောင်တွေကတိတယ်ဆိုတော့အမအော်လန်ကိုဖြည်းဖြည်းဆင်းလာအဲ့မှာဇလန်စတာပဲယူရင်းနဲ့ကြီးနေကျွန်တော်ကလေကြီးရောက်မှကျန်းတဲ့မဆမန်အဲ့ယူရင်းနဲ့ကလည်းအာလီဘိုက်မမထောင်းကြီးအမလီပြစ်လို့မရပါဘူးခင်ဗျာလို့တာဝါတိုင်းလေးကနေပဲခရီးစားနေရတယ်ဒီနောကပတဲလဲသွား join မပေးဘူးဒီလမ်းမှာပဲအထိုင်ဆော့နေရဒီယူရင်းနဲ့ကိုင်နေနော Behold my wrath! You will know true suffering! ဒီကောင်ကကျွန်တော်ပြစ်တာသွေးမလျော့ဘူးကတိရောရှယ်ဖြဲတာပြီးရင်အေးပြီးခွက်ပြီးကောင်ကလုံးဝစားနေကျွန်တော်လည်းဘယ်ပေးမလဲရောစကေတူနဲ့စိုက်ဒီမှာလူစားလိုက်ပြီးရင်ကျွန်တော်ရမယ်ထင်ပြီးတော့ဗျာဒီလားကျွန်တော်ပြစ်ချင်တာဒါပေမဲ့ကျွန်တော်အောက်လမ်းမှာကျွန်တော်ပတဲတော့ကူညီတာလေးရဖို့အတွက်ကျွန်တော်စပီယာလေးနဲ့နှမ်းပြီးတော့ပေါ်လိုက်အမလီချော်သွားပါတယ်လို့မကာကူလာလေးကိုထီတော့ကာကူလာလေးတည်ကျွန်တော်ကူညီရရโอเคကာကူလာလေးတည်သွားကျွန်တော်ကူညီရရတန်သွားရင်တော့ပေါ်လမ်းကနေပြီးကူညီရရဗျာမော်ကောအဲ့ဒါလေးဆောက်ရန်ကောင်းလို့ဗျာဒါပေမဲ့ဒီ UV နဲ့ကြီးကဘလို့မှပြစ်မရအောင်တာဝါတိုင်းနေကနေကိုထွက်လို့မရအောင်ကျွန်တော်မှာတာဝါလေးချိုးဖို့နေတာခရီတောင်မှာတာဝါတိုင်းရဲ့ထိတ်ကလေးကနေစားနေရတယ် UV နဲ့ထင်းရတာဒီ UV နဲ့ကလုံးဝပတဲမလိုက်ဘူးဒီကောင်ကအပေါ်လမ်းမှာပဲအထိုင်ဆော့တယ်ကောင်ကြည့်ခရီလေးကားလိုက်ကြီးထွက်လာပြီနွားသူ့ပြည့်ရင်တော်တော်နဲ့မလျော်ရမလားသူပြည့်လည်းမရဘူးအန်တီတုံးနဲ့သွေးပြန်ပြေးကျွန်တော်ကသွေးရောတာပဲဖတ်တယ်သွေးရောတော်ဒီရှော့ပြီးထွိဖလင်းရှော့လေးနဲ့ထုလာတာဖောင်းအမရှော့မလုံးမစသေးတဲ့ကောင်သွားစားပြီးဗရာသားတို့လူပေါ့မချစ်သေးတဲ့သူကိုသွားချစ်မိလို့ကျွန်တော်လည်းမစသေးတဲ့ကောင်ကိုသွားစားမိတယ်တော့အမကျွန်တော်၅ပါးမှောက်သွားတယ်ဘွားတစ်ခုလုံး၅ပါးမှောက်သွားတယ်လုံးဝမတီးအောင်စီတော့တာတွေကအမှန်မြတ်မစတင်တဲ့ကောင်သွားစားမိရဲ့အတွက်၅ပါးမှောက်သွားတယ်။အခုကျွန်တော်လုံးဝပွဲထိုင်ကြည့်နေရတယ်။ brother တို့လည်းကျွန်တော်တို့၅ပါးမှောက်ချင်ရင်မစတင်တဲ့ကောင်သွားမစားနဲ့မချစ်တဲ့သူကိုလည်းသွားမချစ်ကြနဲ့နော်။စားလာပါဗျာလို့ကဲ brother တို့ရေအပြောလေးတွေရှော့ပြီးတော့ကျွန်တော်နောက်ပိုင်းမှာဘယ်လိုလေးဆော့ပြသွားမလဲဆိုတာကျွန်တော်လည်းဒီလိုတစ်ချက်ကြည့်လိုက်ရအောင်နော် brother တို့Is this vessel of burning rage? The dying screams of my men still haunt me. From the shadow. I will build my throne upon the bones of my enemies. My spear will shatter this world.
ကျွန်တော်ကြမ်းမပြလိုက်ရအောင်ဒီတိုင်းရင်ထိုင်ကျန်းသွားတာနဲ့ကျွန်တော်ဘာမှမလုပ်စရာမလိုဘူးဗျာဒါဆိုရေးကဲကျွန်တော်ခုလို့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့အမားလေးပါလာလေးရှိရင်လည်းတောင်းပန်ပါတယ်လို့